မင်္ဂလာပါခရစ္စတီယာနို16တင်းစင်ကိုတက်လန့်နိုင်ခဲ့တဲ့အတွက်ဂုဏ်ယူပါတယ်ဒီနေ့ကဒီကိုဂျော်တာရဲ့နှစ်ပတ်လည်နေ့လည်းဖြစ်နေတော့ပူပြီးထူးခြားတဲ့နေ့တစ်နေ့ဖြစ်နေတာပေါ့နော်ဂျော်တာရဲ့ကျောင်းနံပါတ်21နဲ့အတူပေါ်တူဂီအတွက်တကယ်ကိုထူးခြားတဲ့နေ့တစ်နေ့လို့ပြောလို့ရမလားညွန်နန်စရာပဲဗျပွဲမစခင်တည်းကကျွန်တော်တို့ဒါကိုသတိထားကြတာပါတကယ်ကိုထူးခြားတဲ့အခိုက်အတန့်တစ်ခုပါဒီနေ့အသင်းထဲမှာဒီအကြောင်းပဲပြောနေခဲ့ကြသေးတယ်ဘွားရဲ့တိုက်ဆိုင်မှုတွေကတကယ်ကိုအံ့အားဖို့ကောင်းပါတယ်ဒီနေ့ကြုံတွေ့ရတဲ့အခြေအနေတွေကကျွန်တော်တို့အတွက်အများကြီးအသေးပဲရှိလို့ကျွန်တော်တော်လေးကိုအံ့အောင်မိတယ်ဗျပွဲနိုင်ကြလုံးတယ်မဟုတ်ဘဲနဲ့နိုင်ပွဲရအောင်ကစားခဲ့တဲ့ပုံစံကြောင့်လည်းပါတာပေါ့လေတကယ်တော့ခက်ခဲတဲ့ပွဲတွေပဲပါခရိုအေးရှားကတကယ်ကိုအသင်းကောင်းတစ်သင်းဆိုတာကျွန်တော်တို့သိတာပါတယ်ပထမပိုင်းမှာကျွန်တော်တို့ပွဲကိုအသာစီးကစားနိုင်ခဲ့ပေမဲ့ဒုတိယပိုင်းဂိုးပေးရပြီးတဲ့နောက်မှာတော့ကျွန်တော်တို့နည်းလေးပြတာခက်သွားတော့ပေါ့လေဒါပေမဲ့ဒါကဘောလုံးရဲ့သဘာဝပဲလေကျွန်တော်တို့ရဲ့ကိုလူကျွံကိုဖြစ်သွားပြီးတဲ့နောက်မှာတော့လူတွေကပြန်ပြီးမျှော်လင့်ချက်ရှိလာတယ်ပြည်သက်တွေကိုလည်းကျွန်တော်တို့အားပေးဖို့တောင်းဆိုခဲ့ပြီးတဲ့နောက်မှာပန်တီရခဲ့တယ်ပေါ့လေပန်တီရပြီးတဲ့နောက်မှာကျွန်တော်တို့အချိန်ကြီးပူကောင်းလာတယ်လို့ထင်တယ်အခုရင်တချို့လည်းဖိနေနိုင်ခဲ့တယ်လို့နောက်ဆုံးမှလည်းကျွန်တော်တို့နိုင်ပွဲနဲ့ထိုက်တန်ခဲ့တယ်လို့ကျွန်တော်မြင်ပါတယ်လူကာမိုဒရစ်နဲ့ပြန်ရင်ဆိုင်ရတာဘယ်လိုခံစားရလဲကျွန်တော်လူကာနဲ့နှစ်တော့ကြာတွေ့ကစားခဲ့တာပါအသက်ချင်းလည်းတိတ်မကွာဘူးလေသူကဘောလုံးလောကရဲ့ကန်နဝင်တယောက်လို့ကျွန်တော်သတ်မှတ်ထားပါတယ်အခုထိလည်းအဆင့်တန်းမြင့်မြင့်နဲ့အရင်ကောင်းကစားနေတုံးပဲမို့သူကအခုထိကန်နဝင်ဖြစ်နေသေးပါပဲသူကလည်းကျွန်တော်ခဏပြောဖြစ်တယ်လူကာကမင်းရဲ့အောင်မြင်မှုကအားလုံးအတွက်ဂုဏ်ယူပါတယ်မင်းကိုပြန်တွေ့ရတကယ်ဝမ်းသာတယ်မင်းရဲ့ဆီးဆက်မဲ့ကစားသမားဘဝအတွက်လည်းအကောင်းဆုံးဖြစ်ပါစေလို့ပဲသူ့ကိုနောက်တစ်ချိန်ပြန်ပြီးရှင်ပြန်ခွင့်ရတာကိုကျွန်တော်ဝမ်းသာစရာပါပဲ